အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငခုစီပြန်ပေါ့နော်စီပြန်ရေကြံလေးနဲ့မကင်မွန်ချင်းလေးနဲ့အရွယ်လေးနဲ့ပေါ့နော်ကြော်စားမှာဖြစ်ပါတယ်ရှင်ပထမဆုံးငခုကိုစားနဲ့ပဲစီးလိုက်ပါတယ်ရှင်စားလေးနဲ့ပုတ်ဆေးပြီးတော့3-4ထပ်လောက်ပြောင်းအောင်ဆင်းရပါပြီရှင်ငခုတွေကိုစားစနွယ်ရတာလေးနဲ့ထည့်ပြီးတော့နေထားပါမယ်ပဲငံပြားကြီးအနောက်ကလေးလေးနဲ့ထည့်ပါမယ်နော်ပြီးရင်တော့ကျမတို့နှစ်အနေနဲ့စတုံဖြူနေထောင်းထားမယ်ပေါ့ဒီအရင်ဆုံးစတုံဖြူနေကိုဆွနွမ်းစီလေးတတ်ထားတဲ့ထဲမှာထည့်ပြီးတော့လက်အောင်အရင်ဆုံးကြော်ပါမယ်စီတတ်ထားတဲ့နွမ်းပြီဆိုရင်ခင်းချင်တီတွေထည့်ပြီးတော့ထပ်ပြီးတော့ချက်ပါမယ်ဒီလေးတွေပါအိတ်သွားတဲ့အထိကိုပုတ်ပြီးတော့ရေလေးထည့်ပြီးချက်ထားပါမယ်ရှင်ခန်းညံဒီလေးတွေအကုန်လုံးကြည်သွားတဲ့အခါမှာငခုကိုထည့်ပြီးတော့ချက်ပါမယ်သူကအကြိုက်ချက်စရာမလိုတဲ့အတွက်ရေလေးနည်းနည်းပဲထည့်ပြီးတော့ချက်ထားလိုက်ရင်ချက်ပြီပေါ့နော်အဲ့ဒီနေထားလေးမှာရေလေးနည်းနည်းကြံတဲ့အချိန်မှာပင်စိန်လေးအုပ်ပြီးရင်တော့ရပါပြီရှင်ကိုဆိုရင်တော့ခုရင်းလေးရဆိုရင်ချက်တော်ပြီဖြစ်ပါတယ်ငုတ်တိကြရင်ငုတ်တိလေးတွေဒီချိန်မှာထည့်လို့ရပါတယ်